ခင်ခင်နောင်းကာလာရီတုန်းကနိုင်ငံတခုတိုးတက်ဖို့ဆိုရင်အရေးကြီးဆုံးလိုအပ်ချက်ကစစ်ပွဲမှာအသုံးပြုဖို့အတွက်တည်စီနိုင်တဲ့လက်နက်ကြီးတွေကိုတီထွင်နိုင်မှုဖြစ်ပါတယ်။လက်နက်အားကိုးနဲ့ပြီးပနိုင်ငံတွေကိုသိမ်းပိုက်ပြီးကျုံပြုနိုင်ခဲ့တဲ့တာရကတွေဟာတမိုင်းမှာမြောင်များပါပဲ။ဒါကြောင့်ပြည်သူတို့နေတဲ့ဒီနေ့ခေတ်သုံးပြုနေတဲ့လက်နက်တွေကိုကျန်းလာပါပြီးကြောက်စရာကောင်းလာပါပြီထင်နေရင်ရေပိုးပေးတွေတီထွင်ခဲ့ကြတဲ့လက်နက်တွေကိုဗီဒီယိုလေးတွေမှာလက်ချတော့ကြည့်သွားလိုက်ပါဦး။နမ်ဘယ်လီပထမဆုံးပြပြမိမဲ့မန်ဘယ်လီလက်နက်ကတော့လှပသွားတစားဆင်ထားပေမဲ့အစင်းနဲ့မလိုက်အောင်အန်ရီများပြီးချွန်ထက်တဲ့ဓာတ်နဲ့ပစိနှစ်မျိုးပေါင်းဆိုင်ပြုလုပ်ထားတဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်။ဒီကအာဖရိကအလဲပိုင်းနဲ့တောင်ပိုင်းတစ်လျှောက်မှာတွင်းတွင်းကျဲကျဲသုံးပြကြပြီးဓမြောင်ကိုပြစ်ပြီးတော့တိုက်ခိုက်ရာကနေအချိန်ကြာလာပြီးတဲ့နောက်တိုးတက်ပြောင်းလဲလာတယ်လို့ယုံကြည်ထားကြပါတယ်။မန်ဘယ်လီဟာမတူညီတဲ့ပုံစံရွယ်စားမျိုးနဲ့လာတက်ပြီးအကြောင်းကတော့သူတို့ကိုရှားပါတဲ့တတ်ထုတစ်မျိုးနဲ့ပြုလုပ်ရပြီးတော့ဂိုင်းဆောင်မဲ့ပိုင်ရှင်အတွက်ထူးခြားတဲ့သင်္ကေတတစ်ခုစီရှိနေတယ်လို့ပါ။ဓာသွားပြီးအဓိကတန်ဓာသွားပါရှိပြီးနောက်ကိုကွေးထွက်နေတဲ့ဓာသွားအနောက်ဘက်ကိုပြန်ချင်းဆိုင်ထားတဲ့စူးကြုံစားသဖြင့်ဓာသွားတွေများကြီးပါဝင်နေပါတယ်။မန်ဘယ်လီရဲ့တီးကြတဲ့ပုံစံကတော့သူ့ကိုဖန်တီးပြုလုပ်တဲ့ဒေတာပုံမူတည်ပြီးတခါတည်းမှာငှက်ရဲ့ဥကောင်းပုံစံကိုညွှန်ပြတဲ့ပုံစံမျိုးနဲ့ပြုလုပ်လေရှိပါတယ်။ဒီပြည်စုံတဲ့မန်ဘယ်လီတစ်ခုမှာအခြေခံအဖြစ်ဓာသွား၄ခုပါရှိရမှာဖြစ်ပြီးအဲဒီထက်ကဓာသွား၃ခုဟာအထက်ကိုဥမော့နေရမှာဖြစ်ပါတယ်။ကျန်တစ်ခုကတော့ဘေးဘက်ကိုလှည့်နေရမှာပါ။မန်ဘယ်လီကိုအဓိကတိုက်ခိုက်မှာသုံးလို့ရတယ်လို့အဝေးကနေဓာပြန်တစ်ခုလိုပြစ်ပြီးတော့တိုက်ခတ်လို့လည်းရပါတယ်။ဒီကောင်ရဲ့ရွယ်စားကတော့22လက်မလောက်ရှိပြီးသူ့ကိုလှည့်ပြီးတော့ပြစ်မယ်ဆိုရင်ဓာသွားကအလွန်ထက်တာကြောင့်တစ်ဖက်လူကိုထိမိရဲ့သွေးလွန်ကျွံထွက်စီမှာပါ။အဇာနီလူမျိုးတွေကတော့ဒီလက်နက်ကို18ရာစုနှစ်တဝက်လောက်ကလေးကစတင်အသုံးပြုခဲ့ကြပြီးသူတို့ရဲ့ယဉ်ကျေးမှုအတွက်အရေးပါတဲ့စိတ်ပိုင်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဒါမှမဟုတ်ဒီလက်နက်ကိုအိမ်အောင်ကြပြီးသားမျိုးသားတွေနဲ့ကျွမ်းကျင်စစ်သားတွေသာလျှင်သုံးခွင့်ရှိပါတယ်။သူတို့ကိုဒိုင်းတွင်းထဲမှာဖွက်ထားပြီးတော့ရန်သူနားကိုရောက်မှထုတ်ကတိုက်ခိုက်ကြတာပါ။နောက်ပြီးတော့ပေ30နီးကရန်သူကိုလည်းလှမ်းပစ်ပြီးတော့တိုက်ခိုက်ကြပါသေးတယ်။ပို့တူဒါကတော့နယူးဇီလန်နိုင်ငံကမာဝီလူမျိုးတွေအသုံးပြုခဲ့တဲ့လက်နက်ပါ။နာမည်ကိုမြန်မာလိုနဲ့အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့အသေးထူးခြားမဲ့လက်နက်လိုအဓိပ္ပာယ်ရပါတယ်။နာမည်နဲ့နေကြောက်စရာကောင်းနေပါပြီဗျာ။ဒီလက်နက်လက်ကင်တင်းမုတ်တစ်မျိုးဖြစ်ပြီးတော့ပူနာမှုကြောက်စိမ့်တုံးဝေးတာငါအယူတစ်သားကြောက်နဲ့ရှားဖတဲ့တန်တမျိုးကိုအသုံးပြုပြီးပြုလုပ်ထားတာဖြစ်ပါတယ်။သူရဲ့လက်ကင်မှာပေါင်းငယ်တစ်ခုပါပြီးအဒီကရဲ့တဆင့်ကျိုးချီပြီးတော့လက်ကောက်ဝနဲ့တွဲကအသုံးပြုကြပါတယ်။အကြောင်းကတော့ဖန်တီးရမှာကုန်ကြများတာကြောင့်ပျောက်ဆုံးမှာကိုစိုးရိမ်နေကြလို့ပါတကယ်တော့ဒီလက်နက်ပုံစံကသာတင်းငယ်နေပေမဲ့သူ့ရဲ့ရန်သူကိုဖျက်ဆီးနိုင်စွမ်းကအလုံးမြင်ပါပါတယ်တကယ်ကျွမ်းကျင်တဲ့လူသားသူ့ကိုအသုံးပြုမယ်ဆိုရင်တော့တစ်ဖက်ရန်သူရဲ့ပခုံးဦးကောင်းနဲ့ဘေးရိုးတို့ကိုပြင်းပြင်းထန်ထန်ထိခိုက်စေမှာပါဒါပေမဲ့ဒီလက်နက်တစ်ချိန်ကမာဝီလူမျိုးစုတွေရဲ့တန်မိုးထားမြန်လို့ရတဲ့အဖိုးတန်ရဲနာတစ်ခုဖြစ်ပြီးစစ်ပွဲမှာလည်းဒါကိုပဲအသုံးပြုကအောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှာပ်ဆာကူလာဒီလက်နက်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်တုန်းကအိန္ဒိယလူမျိုးတွေတီထွင်ခဲ့တဲ့စက်ဝိုင်းချွန်ဖြစ်ပါတယ်ဒီလက်နက်ကိုတမ်မနီနဲ့ပြုလုပ်ထားတာဖြစ်ပြီး60စင်ပီတာကွာကရန်သူကိုပြစ်နိုင်စွမ်းရှိပါတယ်ဒီထွင်ရတဲ့အကြောင်းရင်းကလည်းရန်သူကိုထိအောင်ပြစ်ဖို့ပါပဲဒီလက်နက်ရဲ့အတွင်းပိုင်းဓာတ်သွားကတော့တင်းလက်နဲ့ကင်ပြီးတော့လှည့်ပစ်တဲ့အခါတင်းကိုမထိခိုက်စေဖို့အသွားကိုတုံးနေအောင်ပြုလုပ်ထားပြီးအပြင်ဘက်ဓာတ်သွားကတော့ဝစ်စာကိုတောင်ဖိတာနဲ့ပြက်ကျနိုင်တဲ့အထိကိုထပ်လွန်းလာပါတယ်ဘေးဟုတ်ဒီလက်နက်ကိုရမူလာစာရုံကစိုက်ပျိုးရေးမှာအသုံးပြုဖို့ဖန်တီးခဲ့ကြတာပါသူ့ရဲ့ကိုင်းနေတဲ့ဓာတ်သွားဒရစိန်နဲ့ဆင်တူပြီးတော့ဂျုံပုတ်တွေထူထမ်းနေတဲ့တစ်ပင်တွေကိုခုတ်ခတ်ဖို့စီစဉ်ထားခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့လူတယောက်ကပုံမှန်နဲ့ပို့ပြီးတော့အသုံးဝင်မဲ့လက်နက်တစ်မျိုးဖြစ်ပြုပြင်ဖန်တီးလိုက်ပြီးအဲဒီနောက်စစ်မြေပြင်ထဲမှာပါများစွာအကျိုးပြုတဲ့လူသက်လက်နက်တစ်ခုဖြစ်လာပါတော့တယ်စစ်သုံးလက်နက်မှာတော့အရင်ကလဲဆိုင်ရမှာအသုံးပြုခဲ့တာထက်ပိုထပ်ပြီးရှီတရားနဲ့လက်ခံတွေပါဝင်လာက14ရာစုနှစ်ကမြင်းတပ်တွေအတွက်အတော်လေးသုံးဝင်ခဲ့တာဖြစ်ပါတယ်အင်္ဂလိပ်လူမျိုးတွေကစစ်ပွဲမှာလှန်သမားတွေကိုရင်ဆိုင်တိုက်ခိုက်ဖို့အဲဒီလက်နက်ကိုအသုံးပြုခဲ့တာပြီး1973ခုနှစ်ကဖလော်ဒန်တိုက်ပွဲမှာစကော့တလန်ပြည်ဂျိမ်းစ်ဖို့ကိုဒီလက်နက်နဲ့ပဲအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်ယခုချိန်ထိကိုပဲဘေးဟုကိုနိုင်ငံတော်ဝန်ကစစ်သားတော်များများအသုံးပြုနေကြဆဲဖြစ်ပြီးအကြောင်းကတော့ဒီလက်နက်ရိုင်ဖယ်နဲ့ဘုံတွေကိုရင်ဆိုင်နိုင်တဲ့အသုံးဝင်ဆုံးလက်နက်တစ်ခုဖြစ်နေလို့ပါပဲဒါပြင်စစ်သားတွေမြေပြင်နေထားကိုတိုးချဲ့တဲ့ခါမျိုးမှာလည်းကျိုးတွေနဲ့ခြုံတဲ့ပိတ်ပေါင်းတွေကိုရှင်းလင်းဖို့အတော်လေးကိုသုံးဝင်ပါသေးတယ်ခင်ဗျာလန်ဒန်ရှိကိုရော15ရာစုနှစ်ကနေ16ရာစုတွင်အီတလီနိုင်ငံတကြောပြန်ခေတ်စားလာတဲ့ကာလမှာအသုံးပြုခဲ့ကြပြီးဘိုက်စစ်စင်နဲ့ခါမာရောခန်သစ်စင်နဲ့ခါမာပါသုံးဝင်တဲ့လက်နက်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်အဲဒီကာလတွေတုန်းကစီးကျင်းထိုးတဲ့ဒလိတွေလုံးခေတ်စားခဲ့ကြပြီးတော့ဒီလက်နက်ကိုရောစစ်ပွဲလိုမျိုးတင်နိုင်တော့တဲ့ပြဿနာကြီးကိုရင်ဆိုင်တဲ့အချိန်မှသာထုတ်ပြီးတော့အသုံးပြုခဲ့ကြကအထူးပင်ညာအချိန်နဲ့ဗနာဆော့ဆော့လိုချိန်မျိုးမှာတိုက်ခိုက်ပွဲဆင်းနွှဲတတ်ကြပါတယ်ဒီလက်နက်အသုံးပြုပုံကတော့လက်တစ်ဖက်မှာဒိုင်းချောင်းကိုကင်ဆောင်ပြီးကျန်လက်တစ်ဖက်မှာတော့ဒီလန်ဒန်ဒိုင်းကာကိုကင်ကဒိုင်းရဲ့အလင်းအောင်ကိုအသုံးပြုပြီးတော့ရန်သူရဲ့မျက်လုံးကိုမြင်ဝေဝါးသွားအောင်လှည့်ကွက်သုံးပြီးမှတိုက်ခိုက်ကြတာပါဒီတိုင်းပုံစံကတော့တင်းရတဲ့စဝိုင်းပုံဒိုင်းကာဖြစ်ပြီးတော့ချိန်ဆွဲနိုင်တဲ့ဂျိတ်တစ်ခုနဲ့ဓားချုံတွေပါရှိပါတယ်လန်ဒန်ဒိုင်းကာရဲ့နမူနာပုံစံကိုယနေ့ခေတ်ပြလိုက်ဒီမှာပြသထားပြီးတချိန်ကဒီလက်နက်တွေကိုစစ်ပွဲမှာမှန်တကယ်အသုံးပြုခဲ့ကြတယ်ဆိုရဲသက်သေတော့မရှိသေးပါဘူးအဲ့ဒီစာအီတလီအဆောင်တပ်သားတွေဟာညအခါမှာမြို့ကိုစောင့်ကြရင်အဲ့ဒီလက်နက်နဲ့အသုံးပြုလေးရှိကြတာကတော့ပြကြပါတယ်ကျူးကုန်နု
ဒီကမှာတင်ဆက်ပေးချင်တာကတော့ရှေးခေတ်တရုတ်တွေအသုံးပြုခဲ့ကြတဲ့လက်နက်ချူးခိုတူကြောင်းပဲဖြစ်ပါတယ်ဒီလက်နက်ကတော့တကယ်ကိုလက်ဖြားခါလောက်ပါပဲအခြေခံပြပြောရမယ်ဆိုရင်အော်တိုပြစ်တဲ့ဒူးလေးတစ်မျိုးပုံစံပါပဲဒီလက်နက်ကိုလိုခဲ့တဲ့နှစ်2000ကတီထွင်ခဲ့တဲ့ဆိုတာဘယ်လို့မှယုံနိုင်ဝယ်မရှိပါဘူးချူးခိုတူကတစ်ချိန်တည်းမှာပဲမြားပေါင်းများစွာထိပ်ပြနိုင်ပြီးအဲ့ဒီမြားတွေကလည်းအလုံးမြန်ဆန်တဲ့အချိန်နဲ့ပြန်တန်းနိုင်ပါတယ်ချူးခိုတူကိုသုံးပြီးတော့ပြစ်လွတ်တဲ့မြားတွေရောက်ရှိနိုင်တဲ့ကွာဝေးကတော့120နဲ့180မီတာကြားမှာရှိပါတယ်ဒါပေမဲ့ဒီလက်နက်ကိုထိုးစစ်ဆင်တဲ့စစ်ပွဲတွေမှာထက်ခန်းစင်းတဲ့ခုခံတဲ့တိုက်ပွဲတွေမှာအထူးထားပြီးသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Go page နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကစတဲ့အသုံးပြုခဲ့တဲ့လက်နက်တစ်ခုပါ။ဒီလက်နက်ကဓာတ်ပုံစံလက်နက်တစ်ခုဖြစ်ပြီးတော့ရှေးခေတ်အီဂျစ်လူမျိုးတွေစစ်ပွဲမှာအသုံးပြုရတဲ့စင်ကဲပြောင်းလဲလာတဲ့လက်နက်လို့ယူဆထားကြပါတယ်။သူ့ရဲ့ပုံစံကတော့ဒဇင်ပုံစံဆုံးသက်ရှိပြီးဓာတ်ပြောင်းနေတဲ့ပိုးပြီးတော့အသုံးပြုသူကိုလုံနိုင်စွမ်းနေပြီးပါတယ်။ဒီတိုင်း120လက်မနဲ့24လက်မကြားရှိပြီးအပြင်ဘက်ကိုခုန်ထွက်နေတဲ့ဓာတ်သွားတစ်ခုတည်းသာလျှင်အင်မတန်ခြုံထွက်နေတာဖြစ်ပါတယ်။အတွင်းထဲကခွက်ဝင်နေတဲ့ဓာတ်သွားကတော့ရန်သူရဲ့လက်မောင်းကိုချိတ်ယူတဲ့နေရာမှာအင်မတန်သုံးဝင်ပြီးတစ်ဖက်လူရဲ့ဒိုင်းကာကိုလည်းလွယ်လွယ်ကူကူဖယ်ရှားပြစ်နိုင်ပါတယ်။ Copies ဓာတ်ကြောင်းကို196 BC က Rosetta ကျောင်းစာထဲမှာထည့်သွင်းဖော်ပြထားပြီးရှေးခေတ်အီဂျစ်အထိမ်းအမှတ်ကျောက်တိုင်တွေထဲမှာလည်းမကြာခဏတွေ့ရတတ်ပါတယ်။ဒါပြင်ဒီလက်နက်ဟာရခိုင်ကအီဂျစ်ပြည်ငယ်တူမြေအောက်ကဘာမှာအသက်အန္တရာယ်ကြုံတွေ့ခဲ့ရစဉ်ကကုနီပေးနိုင်တဲ့လက်နက်တစ်ခုလိုလည်းယူဆထားကြတာဖြစ်ပါတယ်။